ဆရာအခုမေးမဲ့မေးခွန်းက John Type ဆိုတဲ့အကောင့်ကနေပြီးတော့မေးထားတာဘန်တိုးငွေကိုအိမ်သာဆောက်ခြင်းအပြင်တခြားဘယ်လိုနေရာများမှာသုံးလို့ရပါသလဲဆရာတခုကတော့ဒါကျွန်တော်တို့အစပါမီဒီယာဟော့စ်ကနေအတိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခဏခဏအမေးဖြေတွေကျွန်တော်တို့တင်ဆက်ခဲ့တယ်အမေးဖြေတွေခန္ဓာတော်တော်များများမှာအတိုးနဲ့ပတ်သက်ပြီးတော့အကျဲတဝင်းလည်းကျွန်တော်တို့ဖြေခဲ့တယ်အဲ့တော့ဘယ်လောက်ပဲဖြေခဲ့ပေါ့ဒီအတိုးကတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာတအားကိုပြန့်နှံ့နေတယ်ထိုနည်း၎င်းပဲဒီအတိုးကိုသုံးဆွဲတာတွေဒီအတိုးစနစ်ထဲမှာကိုယ့်ဘက်ကနေသွားပြီးတော့ရောနှောပြီးတော့ဒီတိုးစနစ်ထဲမှာပါဝင်သွားတာတွေကဒါအလရှိမြတ်ကိုစစ်ကြင်ညာခြင်းဖြစ်တယ်တော်တော်ဆိုးရွားတဲ့ကိစ္စတွေဖြစ်တယ်ဆိုတဲ့အပေါ်မှာခဏခဏမီးမြန်ထားပေမဲ့လည်းပဲဖြည့်ပြီးပေမဲ့လည်းပဲဒီဟာကိုဆက်ပြီးတော့ဖြည့်ကြခြင်းတယ်အဲ့တော့အတိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နံပါတ်1မှတ်ထားမှာကမွတ်စလင်တယောက်အနေနဲ့အတိုးကိုအတတ်နိုင်ဆုံးကျွန်တော်တို့ရှောင်မှုကတာဝန်ရှိလုံးဝကျွန်တော်တို့ရှောင်အောင်နောက်ဆုံးကျွန်တော်တို့ဘာမှပတ်စံအပ်ရင်တော့မှအတိုးမရတဲ့အကောင့်မှာပဲကျွန်တော်တို့ကစနစ်နဲ့ပဲကျွန်တော်တို့ပတ်စံအပ်တယ်အဲ့တော့နံပါတ်1အတိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မွတ်စလင်တွေမှတ်ထားမှာကအတိုးဒီလုံးဝဒီဟာတန်တရားမရှိဟာရမ်ဖြစ်တယ်ဒီအတိုးပါဝင်ပတ်သက်ခြင်းဆိုတာကအလ္လာဟ်ရှင်မြတ်ထိန်းသိမ်းပါတယ်ဒါအလ္လာဟ်ကိုကျွန်တော်တို့စစ်ကြည်ညာခြင်းဖြစ်တယ်လို့ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကအတိအလင်းကြည်ညာတာအဲ့ဒီအတွက်ကြောင့်အတိုးကိုကျွန်တော်တို့လုံးဝအတတ်နိုင်ဆုံးကျွန်တော်တို့ရှောင်ရအောင်ကောင်းပြီရှောင်နေကြတဲ့ကပဲကျွန်တော်တို့ရှိမှအတိုးပတ်စံတွေရောက်လာပြီအတိုးပတ်စံတွေကျွန်တော်တို့ရောက်လာပြီကျွန်တော်တို့တမင်တွေကယူခြင်းလို့မဟုတ်ပဲနဲ့ကျွန်တော်တို့အကြောင်းကြောင့်မဖြစ်မနေကျွန်တော်တို့ဘန်နေမှာပတ်စံတွေအပ်ရတယ်သွားရတယ်အဲ့တော့အဲ့အတိုးပတ်စံတွေရောက်လာပြီဆိုရင်เนี่ยကျွန်တော်တို့ဒီအတိုးပတ်စံနဲ့ပတ်သက်ပြီးတော့နံပါတ်1ဥပဒေကဘာလဲဆိုတော့ဘရုရှိကနေကျွန်တော်တို့အတိုးရလဲအဲ့ဒီလူကိုကျွန်တော်တို့ပြန်ပေးဖို့ကြိုးစားရဘရုရှိကနေဒီအတိုးတွေရလာလဲပိုင်ရှင်ကိုပြန်ပေးဖို့ကြိုးစားဒါပေမဲ့ဘဏ်ကနေရလာတဲ့အတိုးတွေကြတော့ပိုင်ရှင်ဘယ်သူလဲဆိုတာကျွန်တော်တို့မသိတချို့လုပ်ငန်းတွေကနေရလာတဲ့အတိုးတွေမှာလည်းပဲပိုင်ရှင်ဘယ်သူလဲဆိုတာကျွန်တော်တို့မသိနိုင်တော့ဘူးဆိုရင်အဲ့ဒီအခါကျရင်အဲ့ဒီအတိုးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးကပါလဲဆိုတော့မရှိစင်းရဲသားတွေကိုကျွန်တော်တို့ကစာဝပြည့်နီယတ်မှာထားပဲနဲ့ပေးလိုက်ရပေးတဲ့နေရာမှာလည်းပဲကျွန်တော်တို့ကတအားယူဟာ तू ကတော်တော်ဒီပတ်စံရောအကျိုးရှိတဲ့နေရာသုံးပါလားဗာညာကျွန်တော်တို့အလောက်လိုက်เสียမရှိဘူးအတိုးကိုစင်းရဲတာကိုဘယ်လိုပေးရမလဲဆိုရင်ကျွန်တော်တို့အိမ်မှာတပြည့်စည်းလဲတယ်အမိုက်တွေဖုံနေရှိလို့တပြည့်စည်းလဲကျွန်တော်တို့လှဲပြီးတော့ကိုပြားတဲ့ကျုံပြီးတော့ပြစ်လိုက်တယ်အမိုက်ပုံနဲ့ထဲလိုက်တယ်ကျွန်တော်တို့စိတ်မဝင်စားဘူးဒါအမိုက်ပဲအဓိကငါ့အိမ်ကထွက်သွားစီပင်ကဒီအမိုက်ကိုယူပြီးတော့ तू ကလှိုင်တရားမှာပြစ်လဲဗမာပြစ်လာကျွန်တော်တို့ခေါင်းထဲမှာမရှိဘူးအဲ့ဒီတိုင်းပဲအတိုးကိုလည်းပဲကျွန်တော်တို့အဲ့လိုတန်ရောစင်ဖြတ်ရပေးစရာရှိတာပေးပလိုက်ဒီမှာငါလည်းစဝါပြားဖို့မရှိဘူးဒါဒီကအတွက်ဗလာကြီးမာတဲ့မူစီဘတ်ပဲသူကဆိုဆင်းရဲတာသူ့အတွက်တော့အသုံးကြာကောင်ကြာနေတယ်ပြီးပြီးဝင်ကျွန်တော်တို့လှည့်မကြည့်နဲ့ဒါနံပါတ်1အတိုးတုံးရမယ်နေရအဲ့လိုမဟုတ်ဘူးဆိုရင်ဒုတိယတစ်ဆင့်ကျွန်တော်တို့ဗမာသုံးလို့ရတယ်ဆိုတော့ refi arm လို့ခေါ်တဲ့အများနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေဒါလည်းပဲတချို့ပညာရှင်တွေကခွင့်ပြုထားတာတချို့ပညာရှင်တွေကခွင့်ပြုထားတာအဲ့လိုလမ်းခင်းတဲ့နေရာတွေအများသုံးအိမ်နာတွေစသဖြင့်အဲ့လိုအများနဲ့ပတ်သက်တဲ့အများအကျိုးပြုနေရာတွေမှာကျွန်တော်တို့သုံးမယ်ဆိုရင်သုံးဝင်ရှိတယ်ဆိုပြီးတော့မှတချို့ပညာရှင်တွေကဟိုပါပေါ့နော်ခွင့်ပြုချက်ပေးတာဒါပေမဲ့ကျွန်တော်တို့တစ်ချက်တတိထားရမှာဗာလဲဆိုတော့ပလီနဲ့ပတ်သက်တဲ့ဘယ်အခန်းကဏ္ဍမှာမှကျွန်တော်တို့အတိုးပဆောင်လုံးဝကျွန်တော်တို့မသုံးအောင်ဒါကျွန်တော်တော်တတိထားပလီဒီဘာတွေနဲ့ပတ်သက်တဲ့ဘယ်အခန်းကဏ္ဍမှာမှအတိုးပစံကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေအတိုးပစံကျွန်တော်တို့မသုံးအောင်နံပါတ်2ကပါလဲဆိုတော့ဒီအတိုးကိုကျွန်တော်တို့ရဲ့ကိုချိုးအတွက်ကျွန်တော်တို့သုံးဝင်မရှိဘူးပမာအဖြစ်တချို့လူတွေကျွန်တော်တို့မေးတယ်ဒီဘန်တွေကနေပြီးတော့ဘန်ကိတ်ပြဿနာတွေတက်တော့ဘန်တွေကနေပတ်စံလူချင်းအပြင်အလူနဲ့ရာဂိုင်နှုန်းပေးပြီးလဲတယ်ဆရာကျွန်တော်တို့ထဲမှာအတိုးပတ်စံရှိတယ်အဲ့ဒီအတိုးရာဂိုင်နှုန်းနေရာမှာပေးလို့ရလားဆိုတော့ပေးလို့မရကျွန်တော်တို့ကိုချိုးအတွက်အဲ့ဒီအတိုးကျွန်တော်တို့လုံးဝသုံးဝင်မရှိအဲ့တို့ပေမဲ့ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့အခန်းကဏ္ဍတစ်ခုမှာဟိုအတိုးကိုပညာရှင်တွေကသုံးဝင်ပြုတာတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အတွက်ဘာမှအကျိုးမရှိတဲ့ဒီတိုင်းပဲအလကားပေးနေရတဲ့အခွန်နေကြလို့ရှိရင်တော့အခွန်ဘာနာမှုကျွန်တော်တို့အတိုးနဲ့ပေးဝင်ရှိတယ်ဗမာပြည်ကျွန်တော်တို့ income tax လို့ပြောတဲ့ဟိုကျွန်တော်တို့ဝင်ငွေကုန်စားကျွန်တော်ပဲကျွန်တော်တစ်နှစ်ပတ်လုံးရှာတယ်ကျွန်တော်ရတဲ့ဥစ္စာဒီဟာဝင်ငွေကုန်ပေါ်မှာထပ်ပြီးတော့ဒီဟာကအခွန်လို့ပြောလိုက်ဒါကဘာမှပတ်သက်မှုမရှိဘူးကျွန်တော်အတွက်ဘာအကျိုးစီးပွားမှလည်းဆက်နွယ်တာမဟုတ်ဘူး
အဲ့လိုဟာကြရင်ကျွန်တော်အတူပစံသုံးလို့ရတယ်အဲ့တိုင်းပဲကျွန်တော်တို့ပြရတာစားသုံးပုံဆိုပြီးတော့ကိုကနဲ့ကိုကျွန်တော်တို့စားတောက်ဆိုင်မှာသွားစားတယ်ဒီပေါ်မှာထပ်ပြီးတော့ဘယ်လောက်ရာခိုင်နှုန်းပေးပါဆိုတော့အဲ့လိုပေါ့နော်ကျွန်တော်တို့အတွက်အတိုးဟိုပါပေါ့အကျိုးမရှိဘဲနဲ့ဒီတိုင်းကိုအလဟတ်တက်ကျွန်တော်တို့ပေးရတယ်အဲ့လိုဟာဆိုရင်တော့အဲ့ဒီမှာပဲသုံးလို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အကျိုးစီးပွားနဲ့ຫນွေနေတဲ့ကဏ္ဍမှာသုံးလို့မရကျွန်တော်တို့မီးသုံးတယ်မီးကုန်ရေသုံးတယ်ရေကုန်ကျွန်တော်တို့မြေပေါ်မှာနေတဲ့မြေကုန်ထိုနည်း၎င်းပဲကျွန်တော်တို့စီးပွားကူးတန်းရောင်းဝယ်တဲ့အခါမှာကျွန်တော်တို့ကုန်ပစ္စည်းတွေတင်သွင်းတယ်နိုင်ငံခြားကိုပို့တယ်ဒီပေါ်မှာအခွန်တွေပေးရတယ်ဒီဟာတွေကြတော့ကျွန်တော်တို့အတိုးပစံသုံးလို့မရအဲ့တော့အခုနကျွန်တော်ပြောခဲ့တာကျွန်တော်တို့ဒီတိုင်းပဲပေးနေရတာကျွန်တော်တို့ဘာမှမလုပ်ဘဲနဲ့ကိုယ့်အတွက်ဘာမှအကျိုးမရှိဘဲနဲ့ပေးနေရတဲ့အတိုး income tax လို့ခုနပြောခဲ့တဲ့ကျွန်တော်စားသုံးလို့အခွန်တို့ဒီအခွန်တွေကိုကျွန်တော်တို့အတိုးနဲ့ပေးလို့ရတယ်ဆိုတာလည်းပဲအဲ့ဒါပါလဲဆိုတော့အစိုးရဘဏ်ကနေပြီးတော့မှရထားတဲ့အတိုးကိုပဲအဲ့ဒီအစိုးရဘဏ်ထဲမှာကျွန်တော်တို့လွှဲပြီးတော့ပေးလို့ရ income tax တို့ဘာလို့မှလည်းပဲကျွန်တော်တို့ဒီဟာကိုပေးတဲ့နေရာမှာလည်းပဲကျွန်တော်တို့ပုဂ္ဂလိကဘဏ်တွေကနေအတိုးရတယ်အဲ့ဒါကိုတွားပြီးတော့မှဒီအခွန်ဆောင်တဲ့နေရာမှာအစိုးရဘဏ်ထဲမှာတွားထည့်ပြီးပေးမယ်ဆိုရင်လည်းပဲအဲ့ဒါသုံးလို့မရဘူးဒါအတိုးရဲ့အခန်းကဏ္ဍတော့တော်တော်ကိုနဲ့နေတယ်ဒါကိုကျွန်တော်တို့နားလေသဘောပေါက်ကြည့်တင်တယ်အတက်နိုင်ဆုံးရှောင်တာတော့အကောင်းဆုံးပဲအဲ့တော့မေးခွန်းထဲမှာမေးတာအိမ်နာစောက်တာကလွဲရင်ဆိုတော့ဒီမှာတခုကျွန်တော်တန်တရားဝင်တာအိမ်နာသူ့အိမ်ကအိမ်နာဆိုရင်တော့စောက်လို့မရသူ့စက်ရုံကအိမ်နာဆိုရင်စောက်လို့မရအိမ်နာကအများအကျိုးပြုတဲ့အများသုံးအိမ်နာဆိုရင်တော့ဒီစောက်ခွင့်ရှိတယ်အများအကျိုးပြုတဲ့နေရာတွေမှာလုပ်ခွင့်ရှိတယ်လို့တချို့ပညာရှင်တွေကပြောထားတာရှိတယ်